ခါကတိုင်းပြည်တစ်ပြည်မှာအလွန်တော်တဲ့ပပူးဆရာတယောက်ရှိပါတဲ့သူ့ရဲ့ပပူးပညာဟာဘလောက်လက်ရမြောက်တယ်လဲဆိုရင်အစစ်နဲ့တောင်ခွဲဖို့ခက်လာပါတယ်တညမှာတော့ပပူးဆရာဟာထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်တယ်အိမ်မက်ထဲမှာတေမင်းကနောက်15ရက်ကြာရင်သူ့ကိုလာခေါ်မယ်လို့အသေးအချာပြောသွားတာမို့ပပူးဆရာဟာအရန်တုန်လှုပ်သွားခဲ့တယ်ဒါနဲ့သူနဲ့ပုံစံတို့ပပူးရုပ်ကိုရုပ်ကိုနေမနာညမနာပြီးမြောက်အောင်ထုလုပ်ပါတော့တယ်တေမင်းလာခေါ်မယ်နေ့မှာတော့ပပူးဆရာဟာသူ့ပုံစံတို့ပပူးရုပ်ကိုရုပ်ကြားမှာရောပြီးဝင်နေလိုက်တယ်တေမင်းဟာပပူးဆရာ10ယောက်ကိုမြင်လိုက်ရတဲ့အချိန်မှာပပူးဆရာလားရုပ်ထုလားခွဲခြားမရတဲ့အတွက်အတော်အကျက်ရိုက်သွားတယ်ပပူးဆရာကိုလည်းစိတ်ဆိုးဆိုးနဲ့ထွက်လာဖို့ပြောပေမဲ့ပပူးဆရာကမတုံမလုံးဟန်ဆောင်ထားနိုင်တဲ့အတွက်အရာမရောက်ဘူးအတက်ကြာစဉ်းစားပြီးတော့မှတေမင်းကစကားတခွန်းပြောလိုက်တယ်ပပူးဆရာတင့်ရဲ့ဒီပပူးရုပ်တွေဟာတကယ်ကိုအစစ်နဲ့မချအသက်ဝင်လာပါတယ်ဒါပေမဲ့အားနည်းချက်တစ်ခုရှိနေတာကိုတော့တင့်တတိမထားမိခဲ့ဘူးပပူးဆရာဟာသူ့ပညာနဲ့ကြံစားထုတ်လုပ်မှုအပေါ်ဝေဖန်လိုက်တဲ့အားနည်းချက်ဆိုတဲ့စကားကိုမခံမရပ်နိုင်ဖြစ်သွားတယ်ဒါကြောင့်ရုပ်ထုတွေကြားတဲ့ကထွက်ပြီးမေးလိုက်တယ်ကျွန်တော်အားနည်းချက်ဆိုတာဘယ်မှာလဲပြပါတေမင်းကသူ့ကိုဖမ်းလိုက်တယ်ပြီးတော့ပြောလိုက်တယ်ဒီမှာပဲတကယ်တော့ရုပ်ထုတွေအားလုံးဟာအားနည်းချက်မရှိအောင်ပြည့်စုံကောင်းမွန်လာပါတယ်ပပူးဆရာဟာသူ့ရဲ့ပညာအပေါ်ထားတဲ့မျက်မှန်ဒေါသကြောင့်ပဲတေမင်းရဲ့ဖန်ဆီးခေါ်ဆောင်ခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်သင်ခန်းစာအနေနဲ့အတွေးအခေါ်တွေပညာတွေဟာပြည့်စုံကောင်းမွန်နေခဲ့ရင်တောင်ဒီပညာအပေါ်ထားရှိတဲ့မာနဒေါသရဲ့ကြောင့်ကြရှုံးသွားနိုင်ပါတယ်